ဒီကိုယ့်ရဲ့ Windows computer မှာ browser တစ်ခုဖွင့်မှာကျွန်တော်ကဒီမှာ Microsoft Edge ကိုဖွင့်ပြထားပါတယ်ပြီးဒီကျွန်တော်တို့ဘက်ကနေပေးတဲ့ V2Ray N ဆိုတဲ့ VPN software download link လေးကိုဒီမှာ paste လုပ်ပါပြီး enter တစ်ချက်ခောက်ပါခုလိုမျိုးလေးကြာလာပါမယ်အဲ download ဆိုတာလေးကိုနှိပ်ပေးပါကြရင်ဒီ screen ညာဘက်အပေါ်လေးမှာဒီ file လေး download နေပါမယ် down တာတော့ကိုယ့် internet speed ပေါ်မူတည်ပြီးအနည်းမြန်กว่าပါတယ်ဒီမှာတော့ကျွန်တော် down ပြီးသွားပြီပေါ့နော် down ပြီးသွားရင်အဲ down ထားတဲ့ file ရှိတဲ့နေရာလေးကိုဖွင့်ပြီးတော့အဲ file လေးပေါ် right click ထောက်ပြီးတော့ဒီ show extract ကိုနှိပ်ပေးပါဒီ extract ဖြစ်ရလေးပြီးအောင်စောင့်ပေးပါextract ဖြစ်ရလေးပြီးရင်ဒီ folder လေးကိုမှားပြီးဖြတ်မိမှာဆိုလို့ကိုကဒီ folder လေးကို copy ကူးပြီးတော့ကျွန်တော်တို့ဒီ drive C အောက်ထဲမှာသွားပြီးတော့ paste လုပ်ထားပါမယ်ပြီးအဲ့ထဲက folder လေးကိုဖွင့်ပြီးတော့အထက်ကအဲ V2Ray application ခုပုံလေးကပြထားတဲ့ဟာလေးကိုဒီ desktop ပေါ်မှာ shortcut လေးပို့ထားလိုက်ပါတော့နောက်ပိုင်း computer တွေ restart ကြပြီးပြန်ဖွင့်တဲ့ဟာလွယ်အောင်ပါပြီးရင်ကျွန်တော်ဒီ desktop ပေါ်ကနေ icon လေးကိုတက်ဖွင့်ပါမယ်ဒီ icon လေးကိုနှစ်ချက်နှိပ်ဖွင့်လိုက်ပါဒါဆိုကျွန်တော်တို့ VPN configuration file လေးကျွန်တော်တို့ဝယ်ဒါမျိုး file link လေးပေးမှာပေါ့နော်အဲ link လေးကိုဒီ VPN application ထဲမှာသွားပြီးတော့ import လုပ်ပေးရပါပါဒီ VPN link လေးကို copy လုပ်ပြီးရင်ဒီ application ရဲ့ configuration ကအပေါ်ဆုံး import ဆိုတာကိုနှိပ်ပြီးတော့နှိပ်လိုက်ပါဒါဆိုရင်ဒါမျိုး VPN file လေးဝင်သွားပါလိမ့်မယ် VPN ချိန်မယ်ဆိုကျွန်တော်တို့ဒီ screen အောက်နားလေးက enable turn ဆိုတာလေးကိုအမှန်ချင်းချစ်ပြီးenable လုပ်ပေးလိုက်ရမှာပါအဲ့ကကျရင် yes နှိပ်ခိုင်းပြီးတော့ဒါမျိုးလေးပြန်ပေါ်လာပါမယ်တခါလေးတော့ပထမဆုံးချိန် enable turn VPN ချိန်တဲ့ကမရဖြစ်တတ်ပါတယ်နောက်တစ်ချိန်လေးထပ်ချိန်ပေးပါ enable turn ကိုအဲ့ကဒီအောက်နားလေးမှာစာလေးအများကြီးပြင်းနေပါမယ်ဒါဆိုရင် VPN ချိန်တာလေးအဆင်ပြေပါပြီအဲ့ကကျရင် VPN connection လေးရမရသိအောင်လို့ဒီ facebook.com ကိုသွားကြည့်ပါဒါဆိုရင်တော့အဆင်ပြေနေပြီဖြစ်ပါတယ် VPN လေးချိန်တာ disconnect ချိန် enable ထုံးကိုတစ်ချက်လေးပြန်ပိတ်လိုက်ပါဒါဆိုရင်ရပါပြီ VPN disconnect ဖြစ်သွားပါပြီပြန်ချိန်ချိန်ခုလိုမျိုးလေးပဲတစ်ချက်ပြန်နေလိုက်ပါဒါဆိုရင် VPN လေး enable ဖြစ်သွားပါပြီ